နန်နိုမိုင်းရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါဆိုတော့အခုကျွန်တော်33ပွဲကနယ်သာလန်အသင်းနဲ့ဆွေဒင်အသင်းတွေပွဲပေါ့နော်ပြီးရင်တော့ကျွန်တော်ဂျာမနီပွဲကိုလည်းချိန်လေးနဲ့ချပြီးတော့ဂျာမနီပွဲကိုလည်းကျွန်တော်30ချက်တင်ပါမယ်ဆိုတော့အရင်ဆုံးတော့ဒါအရင်ကစားသွားတဲ့နယ်သာလန်နဲ့ဆွေဒင်ကျွန်တော်တို့ဟူစတန်ရဲ့ဒီကွင်းကြီးထဲမှာဒီပွဲမစခင်လေးကကျွန်တော်တို့အလန်နေအယောင်နေအားပြိုင်ခဲ့ကြတယ်Dash တွေကလည်းလိမ်မော်ရောင်လှိုင်းပြီးတော့တစ်ဖက်မှာဆွေရင်ကလည်းအဝါရောင်လှိုင်းနှစ်သင်းစလုံးရဲ့ပြည်သက်တွေဆိုယုံကြည်မှုတွေရှိကြတယ်နယ်သာလန်ပြည်သက်တွေကဂျပန်နဲ့ပွဲမှာသူတို့နိုင်ရခဲ့တဲ့နေတယ်ဒါပေမဲ့မနိုင်ခဲ့ဘူးဒီပွဲကဖြစ်မနေနိုင်ပွဲရှားမဲ့ပွဲအဖြစ်ယူဆတယ်ဆွေဒင်ပြည်သက်တွေကတူနီးရှားကို 5-1 နဲ့အနိုင်ရပြီးတဲ့နောက်သူတို့အသင်းရဲ့တိုက်စစ်အင်အားစုဟာဘယ်ပြိုင်ဘက်ကိုမဆိုထိုးနှက်နိုင်တယ်ဆိုရင်ယုံကြည်မှုနဲ့ကျွန်တော်မြင်ရတယ်အဲ့တော့နောက်ပိုင်းမှာတော့တရောင်နဲ့လွှမ်းမိုးသွားတယ်ပေါ့နော်လိမ်မော်ရောင်ပေါ့အဲ့တော့ဂျပန်နဲ့တူတူ draw ကြပြီးတဲ့နောက်မှာ Ronald Koeman နဲ့ပတ်သက်ပြီးတော့အရန်3ကြီးလုံးနဲ့အရန်3ထားလုံးနဲ့ပြောကြတယ် Ronald Koeman အနေနဲ့ဝေဖန်ခံရတယ်ဒါပေမဲ့ဒီပွဲမှာတော့သူ့အသင်းကိုလက်တွေ့ကြပဲသူပြန်ဖြေသွားတယ်ပေါ့နော်အရေးပါတဲ့ဆုံးဖြတ်ချက်တချို့တွေ့ရတယ် Summerville ကို bench မှာပဲထားတယ်ဒီ Broadway ကိုတိုက်စစ်မှာထည့်သွင်းခဲ့တယ်အဲ့ဒီဆုံးဖြတ်ချက်ကပထမပိုင်းမှာကလေးကရွှေဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ် Broadway ရဲ့ပထမကိုကကျွန်တော်တို့ဒါရိုးရိုး tap in goal လို့ပြောလို့ရတယ်ဒါပေမဲ့Dash ရဲ့တိုက်စစ်ရဲ့အတွေးအခေါ်ကိုဒါဖော်ပြတဲ့ goal လို့ပြောလို့လည်းရတယ် Vavrijan ကနေတော့အရှိကို direct ကစားတယ် Broadway ကဒီဟိုကောင်လေး Hein ကိုသူ့ body ကိုတုံးပြီးတော့ပင်ထောက်တယ်စောက်ဝင်လို့မရဘူးဝင်လို့မရတဲ့အချိန်မှာ rider ကနေပြီးတော့မှဒီ Gakpo ကနေတော့ pause ကိုလှမ်းချိတ်အဲ့ဒီအချိန်မှာပထမဆုံးပင်လောက်ထားတဲ့ဒီ Brobe ကကိုရှိကိုပြန်ရောက်နေပြီဆိုတဲ့ပုံစံမျိုးဆိုတော့ဒါအရန်လှပတဲ့ဘောလုံးရဲ့အမှုပညာပြကွက်တော့မဟုတ်ဘူးပြီးတော့ဒါဟာ total football ရဲ့အမှုပညာလည်းမဟုတ်ဘူးသို့တော့ဒါကဒီပြောမှဆို center forward ရဲ့ဒီ craft ပေါ့နော်အဲ့မှာ Dash ရဲ့တိုက်စစ်ကစားဟန်မှာဟိုတော့ Patrick Kluivert တို့ Ruben Nistelrooy တို့ဆိုတာဒါ Dash style သူတို့တိုက်စစ်ကစားတဲ့ကအဲ့လိုကစားလေရှိတယ်ဆိုတော့အဲ့ပုံစံလေးကိုကျွန်တော်တို့ပြန်ပြီးတော့မြင်ရတယ်နောက်ဒုတိယကိုမှလည်း Netherlands ရဲ့ပုံစံပို့ပြီးတော့ရှင်းလင်းလာဒီ Dumfries ကညာဘက်ကနေပြီးတော့ဒီ low cross ဒီ low drive low cross low ball အဲ့ဒါတွေနဲ့တောက်လျှောက်ကစားတယ်အဲ့တော့ Broadway ကလည်းအဲ့ near post movement ကိုတောက်လျှောက်လုပ်တယ်အဲ့တော့ Sweden center backs တွေကနည်းနည်းချင်းပြဲလာတယ်တဖြည်းဖြည်းချင်းနောက်ကျလာတယ်အဲ့ဒီအရာတွေပေါင်းဆက်ပြီးတော့တဖြည်းဖြည်းနဲ့ဒီ6ရောက်ဖို့နှီးလာတယ်ပြီးတော့နောက်ဆုံး6ရသွားတယ်အဲ့တော့ပွဲစမိနစ်20အဲ့ပွဲစမိနစ်20တွေကနယ်သာလန်ကဆွေဒင်ရဲ့စိတ်ဓာတ်ကိုရိုက်ချိုးပြီးသားဖြစ်နေပြီအဲ့တော့Graham Potter ရဲ့မျက်နှာမှာလေမိခွန်းတစ်ခုရှင်းလင်းရေးထားသလိုခံစားရတယ် exact နဲ့ Yokeresh နှစ်ယောက်အတူတင်ထားတဲ့ system ကရှေ့ပွဲမှာတော့အလုပ်ဖြစ်ခဲ့တဲ့အောင်ထင်ရတယ်အခုထိတ်တန်းအသင်းတစ်သင်းနဲ့ရင်ဆိုင်တဲ့အခါတကယ်ခံနိုင်ပါမလားဆိုတဲ့မိခွန်းသူ့မှာကျွန်တော်မြင်ရတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ဒီလောက်နဲ့တော့မပြီးသွားဘူး hydration break နောက်ပိုင်းဆွေဒင်ရဲ့ပုံစံပြောင်းလာတယ် asset ကိုဘယ်ဘက်ကိုဆွဲထုတ်လိုက်တယ် between the lines မှာသူကလှုပ်ရှားခိုင်းတယ်အဲ့တော့ Netherlands ရဲ့ highline ရဲ့အနောက်မှာတချို့သောလမ်းကြောင်းလေးတွေပွင့်လာတယ်ပေါ်လာတယ် Yokeresh ကလည်းအဲ့မှာခဏကိုတခုတည်းနဲ့ရုန်းကန်တဲ့ striker မဟုတ်တော့ဘဲနဲ့ball to fake တွေပြီးတော့ link up တွေဆိုတော့ဒီဟာတွေကိုကောင်းကစားလာတယ်ဗောနော်ပြီးတော့အရာတွေရဲ့လမ်းကြောင်းလေးတွေနည်းနည်းပို့ပြီးတော့ပွင့်လာတယ်နောက်သူရဲ့ love pass တလုံးကဒီကိုနဲ့တော့မှထိုက်တန်ခဲ့တယ်ဗောနော်ဒီအရာတွေကချက်ချင်းဒီကောင်းမတိုက်ပဲနဲ့ chest control လုပ်ခဲ့လို့ပွဲရဲ့ momentum ကကိုစီကိုပြန်မရောက်လာဘူးလို့ပြောရမယ်ပထမပိုင်းပြီးကနေမှဒီဆွေဒင်6မရခဲ့တာတော့တော်တော်လေးအံ့ဩစရာကောင်းတယ်ပထမပိုင်းပြီးကနေတစ်ချောင်းလုံး sorry အဲ့တော့ကောင်းတိုက်ကို offside နဲ့ပယ်ဖြတ်ခံရတယ် free kick က Yokeresh free kick Vavrijan ကာဝယ်သွားတယ်အရာရဲ့ low shot Vavrijan ကာဝယ်သွားတယ်အဲ့တော့ near post မှာဆိုတော့ဒီအချိန်မှာကြည့်လိုက်ရင် Netherlands က goal score ကိုကင်ထားတယ်ဒါပေမဲ့ momentum ကိုတော့ဆွေဒင်ကကင်ထားတယ်ဆိုတဲ့အနေအထားမျိုးဒါကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့ဒုတိယပိုင်းမှာပွဲစားနဲ့နယ်သာလန်ကပြန်တင်တယ် Ronald Koeman ကနောက်ထပ်မှန်ကန်တဲ့ဆုံးဖြတ်တစ်ခုထပ်ပြီးတော့ချခဲ့တယ်ပေါ့နော်ဆုံးဖြတ်ပြန်မှန်သွားတယ်ပေါ့
ထပ်မှန်သွားတော့ဆမ်မာဖေးကဝင်လာတယ်ဝင်လာပြီးတော့2မိနစ်လောက်ပဲကြာတယ်ဒါကျက်ညာချမ်းရဲ့တိုက်စစ်မှာဟိုဒီဆွေဒင်ကိုပြန်ပြီးတော့ဒီချိနေတော့လုပ်ပလိုက်တယ်အဲ့တော့ညာချမ်းတိုက်စစ်ဆိုတာကထုံးစံတိုင်းမှာ Don Face ပဲနောက်တစ်ချိန်ထပ်ဝင်လာတယ် low ball လေးပေးတယ်အဲ့တော့ Gakpo က back post မှာသူက back post မှာသူအစင်းနဲ့ရှိတယ်ပြီးတော့အတွင်းကိုဝင်လာတယ် tapping လေးတွန်းသွားတယ်အဲ့တော့ 3-0 မှာအဲ့ဒီ goal ကတော့ score line အတွက်လည်းမကဘူးနဲ့ဆွေဒင်ရဲ့ယုံကြည်မှုအတွက်ပါအဆုံးဖြတ်သွားလို့ပြောလို့ရတယ်ပထမပိုင်းပြီးကန်ဒီမှာအားတို့ပြန်လာနိုင်သေးတယ်ဆိုတော့မျှော်လင့်ချက်အဲ့ဒီစိတ်ဓာတ်ပေါ့နော်အဲ့ဒီစိတ်ဓာတ်နဲ့တကယ်လဲတကိုးရခဲ့ရင်ဆွေဒင်ဟာတော်တော်နယ်သာလန်ပထမပွဲကအတွေ့အကြုံရဆိုနည်းနည်းတုံလို့သွားလောက်တယ်ဒါပေမဲ့နယ်သာလန်ကတတိယကိုထပ်သွင်းလိုက်တဲ့အချိန်မှာဒီပွဲကပြီးတော့ဖြစ်သွားပြီလို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီအချိန်တွေမှာဆွေဒင်ဘက်ကလည်းအခွင့်အရေးတချို့ပြန်ရပြီမဲ့ပိုင်နိုင်နဲ့တကယ်ကြာထိုးပေါက်ပြီးရတဲ့အခွင့်အရေးမျိုးတွေကျွန်တော်သိပ်ပြီးတော့မတွေ့ရဘူးပေါ့နော်ဘောလုံးကတစ်ခါလေကြောက်တော့လည်းအန်အိုးကိုကောင်းတာကဆွေဒင်ကစားတာကောင်းနေတဲ့အချိန်ဆိုကိုပေးလိုက်ရတာတို့ကိုမရတာတို့နယ်သာလန်ကစားတာကောင်းတဲ့အချိန်တွေမှာနယ်သာလန်ကကိုအဆုံးဖြတ်ကိုလှုပ်เสียရှိတာကိုကောင်းကောင်းလှုပ်သွားနိုင်တယ်အဲ့ဒီအချက်ဟာဘောလုံးပွဲတစ်ပွဲကိုအများကြီးစကားပြောတယ်ပေါ့နော်ဥပမာဆွေဒင်ဆိုရင်အဲ့တော့ကျွန်တော်တို့ဒီ1-5နဲ့9နဲ့5-1နဲ့5-1နဲ့9နဲ့1-5နဲ့ပြန်ရှုံးတယ်အဲ့တူနီရှာနဲ့ပွဲတော့ကအခုနယ်သာလန်လိုနေရာမှာသူတို့နေခဲ့ရတာဘာလို့ဖြစ်နေဘာလို့တင့်တယ်တယ်ထိလိုက်တိုင်းရွှေဆိုတာမျိုးအခုကျတော့အရာကအလွယ်လွယ်ချော်ဖြစ်နေပြီးတော့လုံးခဲ့တဲ့ပွဲကမှကစားထားတဲ့အသင်းမှာဟုတ်ရလားမသိဘူးလို့ထင်ရလောက်အဲ့ပုံစံမျိုးအဲ့တော့အရေးကြီးတဲ့အချက်ကတော့ပြန်မှားတာနဲ့ချင်းတန်ခတ်နိုင်စွမ်းဘယ်အသင်းကပုံမြင့်တယ်လဲအခုနယ်သာလန်လက်တီလိုပဲသူတို့တန်ခတ်နိုင်စွမ်းမြင့်တယ်ဒါပေမဲ့နောက်တစ်ပွဲကျရင်သူတို့ကတခါပြိုင်ဘက်ကတန်ခတ်နိုင်စွမ်းမြင့်ပြီးတော့သူတို့ကလောလောချော်ချော်တွေလည်းဖြစ်တတ်တယ်ဒါကြောင့် tournament football ရဲ့ knockout game တွေရောက်လာရင်အရင်ပြောရဆိုတာခက်တယ်ဆိုတော့အဲ့ဒါပေါ့နော်ဆိုတော့ဆွေဒင်နဲ့နယ်သာလန်နဲ့ဒီလောက်ကြီးကိုပြတ်သွားမယ်လို့ဘယ်သူထင်ပါလဲပေါ့နော်အဓိကအဖြစ်တော့ဆိုတော့တက်နိုင်တော့အစွမ်းကုန်တော့ပြန်ကစားပါတယ်နော်ပြီးတော့ဒီဥမာဂက်ပိုရဲ့ဒုတိယကိုပေါ့နော်ဆွေဒင်ရဲ့စလုံးသားမြောက်ကိုအဲ့မှာလဲဒီနယ်သာလန်ရဲ့တော်တော်ရက်ဆက်တဲ့ arch ကိုသူပြသွားတာပေါ့နော်ဒီတစ်ခါကျတော့ Isaac ရဲ့ဘောလုံးဆုံးသွားတာအဲ့ Isaac ဘောလုံးဆုံးသွားတဲ့အချိန်ကနေပြီးတော့ကောက်တင်သွားတဲ့ transition ရဲ့အမြန်နှုန်းSummerville ကအဲ့ဒီမှာလဲကြောက်ဖို့ကောင်းပြန်အောင် Summerville ကဘယ်တောင်မှာလဲကြောက်ဖို့ကောင်းတယ်ညာတောင်မှာလဲကြောက်ဖို့ကောင်းတယ်ပြီးတော့သူ့ central zone ကနေပြီးတော့အဲ့ဘောလုံးလမ်းကြောင်းရှည်တွေဆွတ်တွတ်တဲ့အခါကျရင်လေသူ့နောက်က line နေတယ်မမှီဘူး Summerville ကလှုပ်ရှားမှုအယမ်းမြန်တယ်ဆိုတဲ့အခါကျတော့ဆိုဆွတ်တက်သွားတယ်ဆွတ်တက်သွားပြီးတော့နောက်ဆုံးတော့ Gakpo ကဒီ near post ဘက်ကိုထိုးကန်သွားတယ်ဗောလေကိုးသွားတယ်ဗောလေဆိုတော့နယ်သာလန်ကအရင် total football တော့တော်တော်လေးမဆန်တာပဲလို့ပြောရမယ်ဗောနော်တအားရဲ့ဒီခက်တဲ့ဟန်နဲ့ပို့ပြီးတော့နီးစပ်တဲ့သဘောမျိုးပေါ့ဒါပေမဲ့အဲ့ဒါတွေကဘာမှပြဿနာမရှိဘူးအရေးကြီးတာနိုင်မှုပဲအဲ့တော့ဒီလိုမျိုးဒီပြန်ပဲရဲ့အမှားကိုဒုက္ခပေးနိုင်စွမ်းဟာနောက်က football ရဲ့အလှတရားလို့ပဲပြောရမယ်အလန်ကကိုတိုကိုပြန်သွင်းတယ်ကိုတိုကိုပြန်သွင်းလို့ game တွေကိုပြန်ရောက်လာကြမရှိတော့ဘူးကိုတိုကိုပြန်ရတာက game တစ်ခုကိုပြန်ယူနိုင်တာမဟုတ်ဘူးဆိုတော့ကိုတိုကိုပြန်သွင်းလို့ဆိုတော့ပြန်သွင်းတယ်ပေါ့4-1ဖြစ်သွားပြီးနောက်မှာဒီဆွေဒင်ကစိတ်သက်တွေတက်လာပြီး 4-2-4-3 လိုက်မယ်လို့မျှော်လင့်ခြင်းနဲ့4-1ဖြစ်သွားပြီ 5-1-6-1ဖြစ်သွားမယ်ဆိုတော့မျှော်လင့်ခြင်းဟာငစားတူပဲဒီလိုအခြေအနေမျိုးမှာဆိုတော့အဲ့ဒီမှာကျွန်တော်တို့နယ်သာလန်ကထုံးစံအတိုင်းပဲကိုးရသွားတယ်ဒီခါတော့ Summerville ကိုတိုင်းပဲအမြဲဒီ central zone ကနေပြီးတော့ဟိုဘက်လေးကိုထိုးပေးလိုက်ဒီဘက်လေးကိုထိုးပေးလိုက်ဆိုတော့အဲ့ဟိုဘက်လေးကိုထိုးပေးလိုက်ဒီဘက်လေးကိုထိုးပေးလိုက်ကနေပြီးတော့ဒီတစ်ချိန်တော့ဘယ်မှမထိုးပေးနဲ့အတောင်းကိုဖြတ်ကန်ပြီးတော့ low drive ပဲဟိုတုံးစုံဝင်ချသွားတယ်ဆိုတော့ပြီးတော့ 5-1 ဖြစ်သွားဆိုတော့ဒီပွဲမှာ Ronald Koeman ဟာကျင်းတဲ့ဆရာကြီးအများကြီးပဲ Summerville ဟာအရန်ကောင်းကနေထလာတယ်တကိုးသွင်းတဲ့တကိုးဖန်တီးတယ်သူ့အတွက်ကျင်းတဲ့ဆရာ Broadway ကိုသူပွဲထွက်အဖြစ်အသုံးပြုတယ်နှစ်ကိုးသွင်းသွားတယ်သူ့အတွက်ကျင်းတဲ့ဆရာသူ့ရဲ့ဆုံးဖြတ်ချက်တိုင်းကမှန်ခဲ့တယ်သူလက်နဲ့ထိလိုက်တိုင်းရွှေဖြစ်ခဲ့တယ် Broadway ကိုအသုံးချတာလည်းမှန်တယ် Summerville ကိုဒီ half time မှာပေါ့နော်ထည့်လိုက်တာလည်းမှန်တယ်ပြီးတော့ Dumfries ကိုဒီညာချမ်းရဲ့ဒီဘယ်လိုခေါ်မလဲwhite outlet အဖြစ်ထားခဲ့တဲ့ပုံလည်းမှန်တယ် Gakpo ကို central movement တွေလုပ်ခိုင်းတာလည်းမှန်တယ်လုပ်သမျှအကုန်မှန်သွားတဲ့ပွဲတစ်ပွဲလို့လည်းပြောလို့ရတယ်ဆိုတော့ဒီလိုမှန်ခြင်းမျိုးကိုနောက်တစ်ပွဲလောက်ထပ်ပြလိုက်ပြီဆိုတော့နယ်သာလန်ကအရှိန်ရသွားပြီလို့ပြောလို့ရတယ်
ဆိုတော့ 5-1 ဆိုတာက score line နဲ့မကောက်ဘူးဒါ statement တစ်ခု Netherlands ကပြိုင်ပွဲထဲမှာငါတို့အကောင်းဆုံးအသင်းတော့မဟုတ်ဘူးဒါပေမဲ့ပြိုင်ပွဲထဲမှာငါတို့ရှိနေသေးတယ်ဒီ semi final ဘောလူပွဲ champion စတဲ့အရာတွေငါတို့မျှော်လင့်လို့ရသေးတယ်ဆိုတာကိုပြလိုက်တဲ့အနေအထားလို့ပြောလို့ရတယ်တခုရှိတာကဒီ Alan Gar ရဲ့ goal မှာကျွန်တော်တို့ဒါတကယ်အမှန်တရားတစ်ခုလည်းထပ်မြင်ရတယ် Netherlands ရဲ့ခံစစ်ဟာဒီကလေးကျတော့ပွင့်ထွက်သွားတတ်တယ်ပေါ့နော်ဆိုတော့ဒီ game ရဲ့ play အရပွင့်ထွက်သွားတာကအကြောင်းမဟုတ်ပေမဲ့ဟိုဒီ game ရဲ့ play ဆိုတာကသူတို့တိုက်စစ်ကိုအရင် aggressive အပြည့်နဲ့ကစားနေလို့ဒါမျိုးခံရပြဿနာမရှိပေမဲ့ဟိုတိုင်းမဲ့ပုံမှန်အားဖြင့်လည်း Netherlands ရဲ့ခံစစ်ဟာလေးတယ်ကွင်းလယ်ဟာဖြတ်အားနည်းနည်းလျော့တယ်ဆိုတဲ့အပိုင်းတွေကိုတော့ကျွန်တော်မြင်ရတယ်ဒါတော့ Netherlands သတိထားပြုပြင်ရမယ်လို့ထင်တယ်เนาะဆိုတော့ဒါတော့ဒီ Netherlands နဲ့ဒီဆွီဒင်တို့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့သုံးသပ်ခဲ့တာဖြစ်ပါတယ်